ဒီတော့ဒီ channel လေးမှာကျွန်တော်မိတ်ဆွေတို့တက်ဘာတွေတင်ဆက်မလဲဆိုတဲ့အရာလေးကိုကျွန်တော်အသေးသေးရှင်းပြချင်ပါတယ်ဗောနော်ကိုကြီးပန်းချက်ပိုင်းတိုင်းကိုလူတိုင်းထားခဲ့ဘူးတယ်လူတိုင်းလည်းစူးစမ်းခဲ့ဘူးတယ်ဒါပေမဲ့လည်းလူတိုင်းမအောင်မြင်နိုင်ဘူးဟာလို့ပြောတာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရဲ့ channel တက်လေးကကြိုးစိုးပါတယ်ဒီ niche surface ပေါ့နော် niche surface ဆိုတာကနောက်ထပ်တစ်မျက်နှာပဲမျက်နှာပြင်တစ်ခုပေါ့နောက်ထပ်ကျွန်တော်တို့ရဲ့ဘဝကိုဟိုနောက်တစ်ဆင့်တက်လမ်းအောင်မျက်နှာပြင်တစ်ခုပေါ့နော်အဲ့လိုမျိုးကျွန်တော်ကိုစားပြုပြီးတော့ကျွန်တော်ဒီ channel လေးမှာကျွန်တော်ဒီ motivation နဲ့ပတ်သက်တဲ့အရာတွေကျွန်တော် knowledge sharing တွေပေါ့နော်ပြီးတော့ contact တွေကိုကျွန်တော်ဒီမှာ sharing လုပ်သွားပေးခြင်းပါတယ်မိတ်ဆွေတို့တက်ပေါ့နော်အဲ့တော့ကျွန်တော်လည်း trade through တော့အများကြီးထူးချွန်ထမ်းမြတ်ထဲမှာတော့မပါဘူးပေါ့နော်ဒါပေမဲ့လည်းကျွန်တော်ငယ်လေးကလေးကကိုယ့်ဘဝကိုကောင်းကောင်းမွန်မွန်ဖြတ်သန်းခဲ့ပြီးတော့မှကျွန်တော်စာအုပ်တွေလည်းအများကြီးဖတ်ပြီးတော့လေ့လာပြီးတော့မှတိုးတက်ဖို့ကြိုးစားနေတဲ့လူငယ်တစ်ယောက်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့အကြောင်းအရာလေးကိုတော့ကျွန်တော်နောက်မှပဲဆက်လက်ပြီးတော့မှကျွန်တော် intro လုပ်ပေးခြင်းပါတယ်ပေါ့နော်ဒီဆုံးဒီ channel လေးမှာကျွန်တော်မိတ်ဆွေတို့တက်ဘာတွေတင်ဆက်မလဲဆိုတဲ့အရာလေးကိုကျွန်တော်အသေးသေးရှင်းပြခြင်းပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကအရင်တော့ကျွန်တော်မြန်မာပြည်မှာကျွန်တော်နေတယ်အဲ့ဒီမတိုင်ခင်ကျွန်တော်တင်မောက်လိုက်တယ်ပေါ့နော်ပြီးတော့အခုကျွန်တော်စင်ကူပြန်ရောက်လာတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာအလုပ်လုပ်နေနေမှာကျွန်တော်ပြန်ပြီးတော့မှအချိန်တွေကိုကျွန်တော်အလုပ်ထဲမှာတစ်ခါတလေကြလို့ရှိရင်ကျွန်တော်ဒီ audio bowl လေးကျွန်တော်နားထောင်နေပေါ့နော်လုံးနေနေကျွန်တော်ကစိတ်တွေခါချင်းအရန်အာယုံလွှင်းလို့ပေါ့နော်အဲ့တော့စိတ်တွေအကုန်လုံးချောက်မလွှင့်အောင်လို့ဆိုပြီးတော့ကျွန်တော်ကဒီ audio bowl လေးကိုကျွန်တော်နားထောင်နေတစ်ခါကြလို့ရှိရင် YouTube podcast တွေကျွန်တော်နားထောင်နေပေါ့နော်အဲ့လိုနားထောင်ရင်းနဲ့အလုပ်လုပ်တယ်အဲ့မှာပြဿနာဘာတစ်ခုကျွန်တော်တွေ့လဲဆိုတော့ကျွန်တော်တို့ကတီးတန့်ကြီးဒီဖုန်းတစ်ခုဖုန်းကြီးပဲတီးတန့်ကြည့်ပြီးတော့မှကျွန်တော်နားထောင်မှဆိုလို့ရှိရင်တော့ဒီအချက်လက်တွေခေါင်းနဲ့ရောက်ကောင်းရောက်သွားနိုင်တယ်ပေါ့နော်ကိုစိတ်ကျင်စွာနဲ့ကြည့်မှဆိုလို့ရှိရင်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကဒီတိုင်းပဲ entertainment တွေကြည့်သလိုမျိုးပဲကျွန်တော်တို့ကဒီတိုင်းတွက်ကြည့်လိုက်မှဆိုလို့ရှိရင်ဒီ motivation တွေကျွန်တော် knowledge sharing video တွေကဆိုလို့ရှိရင်ကျွန်တော်တို့ခေါင်းတွေကို video မှာ5ချက်ပါလို့ရှိရင်တစ်ချက်နဲ့ချက်လောက်ပဲကျွန်တော်ရောက်သွားတယ်ပေါ့နော်တတိမထားမိလို့ရှိရင်ကျွန်တော်နားမှာနားထောင်လိုက်တာဘာမှမသိလိုက်တဲ့ခါမျိုးလည်းဖြစ်သွားနိုင်တယ်ပေါ့အဲ့တော့ကျွန်တော်ဆိုရင်အလုပ်တစ်ဖက်နဲ့လုပ်နေတဲ့ခါကျတော့အတွေ့ရတနေရာရောက်နေတယ်အလုပ်ကလည်းလုပ်နေတယ်ဒီကြားလည်းနားထောင်နေဆိုတော့ကျွန်တော်အာယုံတွေရများတော့ဒီပြောတဲ့ဟာကိုကျွန်တော်ခေါင်းထဲမရောက်ဘူးပေါ့နော်အဓိကကိုကစာအုပ်ဖတ်ဖို့လည်းအချိန်မပေးနိုင်တဲ့ကြောင့်မလို့ဒါလေးနားထောင်နေတာကိုခေါင်းထဲကမရောက်လာဘူးဖြစ်တယ်အဲ့တော့တကယ်ဆရာကြီးတွေပြောတဲ့ဟို podcast တွေဆိုလို့ရှိရင်တော့ရောက်တယ်သူတို့က energy လဲပါတဲ့အပြင်မှာသူတို့ပြောတဲ့စကားလုံးတွေကလည်းကောင်းတဲ့ခါကျတော့သူတို့ခါဆိုရင်ပို့ပြီးရောက်တယ်ပေါ့နော် Euro Total Audio Book ဆိုလို့ရှိရင်တော့ Audio Book က energy အဲ့လောက်မပါဘူးဒီတိုင်းမှာသူတို့စာအုပ်ကိုဖတ်ပြသွားတာဖြစ်တော့တက်ကြောက်မလို့ကျွန်တော်ခေါင်းထဲရောက်ဖို့တော့ကအရင်အောင်ဆက်ပြီးနားထောင်ရတယ်ပေါ့နော်အဲ့ခါကျတော့ကျွန်တော်တွားထိမိတာကျွန်တော်လိုမျိုးပဲအလုံးလုံးနေနေဖြစ်ဖြစ်ကျွန်တော်ကားစီးတင်ကားမောင်းနေနေပေါ့နားထောင်နေတဲ့ဒီလိုမျိုးအချိန်ဟာလက်ဟတ်မဖြစ်အောင်ဒါမျိုးနားထောင်တဲ့အခါကျလို့ရှိရင်ဒီ Audio Book ဒီ podcast တွေ audio book ကအဆင်ပြေ podcast တွေအဆင်ပြေတယ်ဆိုပေမဲ့လည်းဒီ podcast တွေအများကြီးတော့မရှိဘူးကိုနားထောင်နေတဲ့ topic တွေထဲမှာဆိုလို့ရှိရင်ဒါနားထောင်ပြီးသားတွေပဲဖြစ်သွားတာမျိုးတွေရှိမယ်ပေါ့နော်ဟိုရှိကျန်တဲ့ခါတွေကလည်းကိုယ်တိတ်မကြိုက်တာမျိုးတွေလည်းဖြစ်သွားနိုင်တယ်အဲ့တော့ပို့ပြီး choice ဖြစ်သွားအောင်ပေါ့နော်အဲ့တော့ကျွန်တော်ကတခုဒီ channel ကိုကျွန်တော်ထောင်ရတဲ့အကြောင်းရင်းကကြတော့ကျွန်တော်စာအုပ်တွေဖတ်ပြသွားမှလည်းမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ကိုယ်တိုင် knowledge sharing လုပ်ဖို့အတွက်ကလည်းကျွန်တော်မှာအဲ့လောက်ထိ experience နေအများကြီးတော့ရှိမနေဘူးပေါ့နော်ရှိတော့ရှိတယ်ဒါပေမဲ့ကျွန်တော်မိတ်ဆွေတို့အများကြီးကိုတင်ပြဖို့အတွက်ကလုံလောက်တဲ့ experience ကျွန်တော်တို့ကိုယ်ပိုင် experience အဲ့လောက်ထိမရှိဘူးပေါ့နော်သူများစီက contact တွေကိုလည်း copy လိုက်ရကြီးကိုပြီးတင်ပြဖို့ဆိုတာလည်းမဖြစ်နိုင်ဘူးပေါ့မဖြစ်လို့ချင်ဘူးပေါ့နော်ကျွန်တော်အဲ့ကြတော့ကျွန်တော်ကဘယ်လိုစဉ်းစားရလဲဆိုတော့ကျွန်တော်စာအုပ်တွေဖတ်မယ် notes တွေထုတ်ပြီးတော့မှကျွန်တော်ဒီအရာတွေကိုကျွန်တော်စုစည်းမယ်ပေါ့နော် level တစ်ခုချင်းစီအလိုက်ပါဥပမာ time management ဆိုလို့ရှိရင် time management နဲ့ပတ်သက်တဲ့အရာကိုမှကျွန်တော်အဲ့ထဲမှာအချက်3ချက်ကိုတေချာစစ်စစ်ရွေးထုတ်ပြီးတော့မှလူရင်းတူရှင်းတဲ့မိတ်ဆွေတို့ခေါင်းလေးကိုလှုပ်လို့ရင်နားထောင်လို့ရအောင်လို့တခါတည်းကျွန်တော်အဲ့လိုမျိုးပြောပြီးတော့မှဒီဟာကိုတင်ဆက်သွားမှာဖြစ်ပါတယ်ပေါ့နော်တခြားအရာတွေလည်းအဲ့လိုပဲကျွန်တော်ဒီအဓိကတော့နားထောင်နေတဲ့ခေါင်းလေးကိုပြောချင်တဲ့အရာကိုချက်ချင်းအလွယ်တကူနဲ့နားလဲလေဝင်သွားအောင်ကျွန်တော်အဲ့လိုမျိုးကိုကျွန်တော်စီစဉ်ပြီးကျွန်တော်ပြောချင်တာပေါ့နော်ကျွန်တော် channel လေးကိုမိတ်ဆွေတို့စိတ်ဝင်စားရဲဆိုလို့ရှိရင်တော့ဒါ like and subscribe လေးနဲ့လုပ်ထားပြီးလို့တောင်းဆိုပါတယ်နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်ဆက်လက်ပြီးတော့တင်ပြသွားမှာဖြစ်ပါတယ်ဗောနော်အဲ့တော့ကျွန်တော်ဒီနေ့ intro လေးနဲ့ကျွန်တော်စပြီးပြောချင်တဲ့ topic လေးကတခုကကြတော့ဗာလဲဆိုတော့ကျွန်တော်တို့ရဲ့ဘဝမှာတော့ရီပန်းချက်ပိုင်းနဲ့ကျွန်တော်တွားနေကြတယ်လူတိုင်းစူးစမ်းခဲ့ဘူးတယ်ဗောနော်ကိုရီပန်းချက်ပိုင်းနဲ့ကိုလူတိုင်းထားခဲ့ဘူးတယ်လူတိုင်းလည်းစူးစမ်းခဲ့ဘူးတယ်ဒါပေမဲ့လည်းလူတိုင်းမအောင်မြင်နိုင်ခဲ့ဘူးဗောနော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရီပန်းချက်ပိုင်းနဲ့ကိုချပြီးတော့မှအဆုံးထိရအောင်ရှောက်လာတဲ့လူကအရင်နေလုံးအားကြီးတယ်ဗောနော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကလမ်းကြောင်းလွယ်လွယ်သွားတာများတယ်ကျွန်တော်တို့အခုလက်ရှိပတ်ဝန်းကျင်မှာဆိုလို့ရှိရင်ပို့ပြီးတော့ဆိုးတယ်ပေါ့နော် noise တွေအများများတယ်ကျွန်တော်တို့ negativity အများများတဲ့အပြင်မှာကျွန်တော်တို့ distract တွေလည်းများတဲ့အချိန်မှာကျွန်တော်တို့ရဲ့အာယုံတွေကရှုပ်ချက်ခတ်ပြီးတော့မှဒီမှချက်ပန်းတဲ့ကို focus ထားဖို့တော့အားအရင်နေသွားတတ်တယ်လမ်းကြီးချော်ဖို့တော့ရာခိုင်နှုန်းအများများတဲ့ခါကျတော့ကျွန်တော်တို့ကအမြဲတမ်းကိုယ့်ကိုအဆက်မပြတ်စောင့်ကြည့်နေဖို့လိုတယ်ပေါ့နော်နေ့တိုင်းမှာရီမန်းချက်ပန်းတဲ့ကိုချပြီးတော့ကိုတွားနေတယ်ရီမန်းချက်ပန်းတဲ့အောင်မြင်ဖို့အတွက်ကိုလှုပ်ဆောင်နေတဲ့အလုပ်တွေကနေ့တိုင်းမှာဘယ်လောက်ထိပြီးနေလဲဆိုတဲ့ဟာတကယ်ရောလုံးနေသေးရလားဆိုတဲ့ဟာကိုကျွန်တော်တို့ကကိုယ့်ကိုပြန်ပြီးတော့မှ review ပေးဖို့လိုတယ်ပေါ့နော်ဟုတ်ပါတယ်ကျွန်တော်တို့ online shop မှာပစ္စည်းတွေဝယ်ပြီးတော့ကျွန်တော်တို့ review ပေးသလိုပဲပေါ့နော်ကျွန်တော်တို့ကိုယ့်ဘာသာကိုလည်းပြန်ပြီးတော့ review ပေးလို့ရတယ်ဘယ်လိုလဲဆိုတော့ကျွန်တော်တို့
ကျွန်တော်တို့ရဲ့တရက်တာမှာရီမန်းချက်ပိုင်းတွေကိုတွားဖို့အတွက်ကိုကျွန်တော်လှုပ်ဆောင်ခဲ့တဲ့အရာတွေကိုကျွန်တော်တို့ဝိုင်းနေပြီးတော့10တိတစ်ကနေ10တိကျွန်တော်တို့နေ့တိုင်း review ပေးပြီးကျွန်တော်တို့လှုပ်ထားလို့ရတဲ့ခါကြလို့ရှိရင်တစ်ပတ်လောက်ကြာတဲ့ခါကြလို့ရှိရင်ကျွန်တော်တို့ပြန်ကြည့်လို့ရမယ်အဲ့ခါကြလို့ရှိရင်ဒီထဲမှာကျွန်တော်တို့က1 to 10မှာဘယ်နှစ်ရက်မှာတော့ဆိုလို့ရှိရင်တစ်ပတ်ထဲမှာဆိုလို့ရှိရင်ဘယ်နေ့မှာတော့ကျွန်တော်တို့ကပြင်သွားတယ်ပေါ့နော်ဘယ်နေ့ဘယ်ချိန်မှာကျွန်တော်တို့ကအလုပ်လုပ်ဖို့အတွက်ကိုဒါကအတောက်ချက်တွေဖြစ်လာတယ်ပေါ့နော်အဲ့ဒီဘယ်နေ့မှာကျွန်တော်တို့မလုပ်ဖြစ်လာဘူးဆိုတဲ့အရာကိုကျွန်တော်တို့တစ်ပတ်စာပြန်ကြည့်လို့ရှိရင်ပတ်တန်တစ်ခုထွက်လာမယ်အဲ့ဒီပတ်တန်အောင်မှကျွန်တော်တို့ကပြန်ပြီးတော့မှသုံးသက်ပြီးနောက်တစ်ပတ်မှာကျွန်တော်တို့ဒီချက်ပို့ပြီးကောင်းအောင်နောက်ချက်တွေကိုကျွန်တော်တို့ရှောင်လို့ရရင်ရှောင်မယ်ပို့ပြီးလှုပ်ရှားရှိရလုပ်မယ်ကျွန်တော်ကိုပြန်ပြီးလှုပ်လို့ရလို့အဲ့လိုမျိုးပြန်ပြီးအမြဲတမ်းဆန်းစစ်နေဖို့လိုတယ်ပေါ့နော်အဲ့ဒီခါကျမှကျွန်တော်တို့ကရီမန်းချက်ပန်းနိုင်ကိုဖြောင်းဖြောင်းဖြူဖြူနဲ့အရှိန်ဟုန်နဲ့ကျွန်တော်တို့သွားနိုင်မှာဖြစ်ပါတယ်ပေါ့နော်အားလုံးပဲကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့လေးဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါ